မဟောတရ series အပိုင်း၄ရန်သူတော်ကြီးရဲ့ချင်းချော့မှုပန်ဆာလာရစ်ဘီစူလနီပြမဒတ်မင်း၏နန်းတော်မိထီရာပြည်မှာမဟောတရဟာပညာနဲ့တိုင်းပြည်ကိုအေးချမ်းအောင်လှုပ်ဆောင်နေချိန်မှာအခြားတစ်ဖက်မှာတော့ကဘာကြီးကိုသိမ့်ပိုက်ဖို့ကြံစီနေတဲ့အလွန်ကြောက်စရာကောင်းတဲ့မင်းတစ်ပါးရှိနေပါတယ်သူကတော့တကိုးအာနာကြီးမားတဲ့စူလနီပြမဒတ်မင်းပါပဲသူ့ရဲ့ဘေးမှာတော့ကောက်ချစ်ဆင်လဲမှုမှာအနိုင်မဲ့တဲ့ပရောဟိတ်ကြီးကေဝစ်ဆိုတာရှိနေပါတယ်ကေဝစ်ဘရောဟိတ်ကောက်ချစ်ဖို့အကျဉ်ကေဝစ်ဘရောဟိတ်ဟာစူလနီပြမဒတ်မင်းကိုတလောကလုံးရဲ့အေကရာစစ်ထီအောင်လုပ်ပေးမယ်လို့ကတိပေးထားပါတယ်သူတို့ဟာတိုင်းပြည်ပြောင်းတရားကိုသိမ့်ပိုက်ပြီးပြီဖြစ်ပေမဲ့နောက်ဆုံးကြံနေတဲ့မိထီလာပြည်ကိုလို့ဘလူမသိမ့်လို့မရနိုင်ဖြစ်နေတယ်အဲ့ဒါဟာမဟောတရဆိုတဲ့ပညာရှိကြောင့်ပဲဆိုတာကေဝစ်ကကောင်းကောင်းသိနေပါတယ်ဓမ္မစစ်ထိုးခြင်းညံချင်းအပြိုင်မှုကေဝစ်ပရောဟိတ်ဟာစစ်တပ်ကြီးနဲ့မိထီလာပြည်ကိုဝိုင်းယုံလာလိုက်ပြီးမဟောတရကိုဓမ္မစစ်ပညာချင်းပြိုင်ချင်းထိုးဖို့စိန်ခေါ်လိုက်ပါတယ်တကယ်တော့ဒါဟာမဟောတရကိုလူအများရှိမှအရှက်ခွဲပြီးတိုင်းပြည်ကိုသိမ်းပိုက်ဖို့ကြံစီတဲ့လှည့်ကွက်တစ်ခုပါမြို့ပြင်မှာရှိတဲ့စစ်မြေပြင်ကြီးမှာနှစ်ဖက်စစ်တပ်တွေရင်ဆိုင်ထားကြတယ်ကေဝစ်ပရောဟိတ်ကလက်ထဲမှာတန်ဖိုးကြီးတဲ့ပထမကြောက်ကိုကင်ပြီးမဟောတရငါဟာမင်းထက်အသက်လည်းကြီးတယ်ပညာလည်းပိုရှိတယ်လို့မာမာနဲ့ပြောလိုက်ပါတယ်မဟောတရကတော့ပြုံးနေပါတယ်သူကကေဝစ်ပရောဟိတ်စီကိုရှော့သွားပြီးဆရာကြီးတော့ကျွန်တော်ယူလာတဲ့လက်ဆောင်ပါဆိုပြီးတန်ဖိုးကြီးတဲ့ပထမတုံးကြီးကိုကေဝစ်ရခြေရင်းနာကိုပစ်ချလိုက်ပါတယ်ကေဝစ်ဟာလောဘဇောတက်ပြီးပထမကိုကောက်ဖို့ကုန်းလိုက်တဲ့အချိန်မှာပဲတစ်ဖက်စစ်တပ်ကကြည်နေသူလည်းအမြင်မှာတော့ကေဝစ်ကမဟောတရရဲ့ခြေရင်းမှာဦးချကတော့လိုက်တယ်လို့ဖြစ်သွားပါတော့တယ်မဟောတရကကေဝစ်ရဲ့ဂုတ်ကိုဖိထားပြီးဆရာကြီးမထပါနဲ့အောင်ကျွန်တော်ကိုကတော့ရတာကျေနဲ့ရလားလို့အတန်ကျေနဲ့ပြောလိုက်တဲ့အခါစူလနီဂျမဒတ်မင်းရဲ့စစ်တပ်ကြီးကခုလုံးအကြီးအကျယ်ရှုံးနှိမ့်သွားတယ်လို့ထင်မှတ်ပြီးထံပြေးကုန်ကြပါတော့တယ်နီးကုံနဲ့နောက်ဆက်တွဲအန်ဒီရဲ့ကေဝစ်ဘရိုဟိတ်ဟာအဆက်တကွဲဖိရတော်တင်မကပဲနှစ်ခေါက်မှမြေကြီးနဲ့တိုက်ပြီးပွမ်းပယ်သွားခဲ့ရတယ်ဒီအဆက်တကွဲမှုကြောင့်ကေဝစ်ဟာမဟော်တရကိုတေအောင်တပ်ပစ်မယ်လို့ကျုံးဝါလိုက်ပါတော့တယ်နောက်တစ်စစ်မှာတော့သူတို့ဟာဥမင်လွိုင်ကူးထဲမှာမဟော်တရကိုဖမ်းဆီးတပ်ဖြတ်ဖို့ပုံမိုကြောက်စရာကောင်းတဲ့အစီအစဉ်တွေကိုလှုပ်ဆောင်လာကြတဲ့အခါမှာအပိုင်းကမှာဘာတွေဆက်ဖြစ်ကြမလဲပရိသတ်ကြီးများခင်ဗျာကျွန်တော် channel ကို like and share လုပ်ပေးကြပါအောင်